ဆက်တယ်ရောခေကကြဆိုင်အရင်ကောင်းနေအရင်တော်ရဲလို့ပြောတာပါအစောကသူတို့သမီးလေးကဆွဲကြိုးလေးကိုပေါ့နော်ရမ်းပြီးတော့ကတော့အဲ့ဆွဲကြိုးကတော်တော်လေးထိပ်ပဲရှိပါတယ်အဲ့ဆွဲကြိုးချောင်းလေးကိုရှင်းပြပေးလိုက်ပါဦးဒီဆွေးကြိုးဟာဆိုလို့ရှိရင်တမီတို့ကချင်မျိုးတမီများမင်္ဂလာဆောင်တဲ့အချိန်မှာခမေဘက်ကနဲ့တမီတို့ကိုဆွေးမအဖြစ်အတိမတ်ပြုတဲ့အခါတကားပေါက်အဝေးမှာဆွေးပေးတဲ့အတိမတ်ပြုပစ္စည်းလေးဖြစ်ပါတယ်ဝမ်းသာပါတယ်ဂုဏ်လည်းယူတယ်ဒီလိုအဝေးရည်လာပြီးရှင်းပြတဲ့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကိုပါချဲလက်အဖြစ်နဲ့ခေတ်ပေါ်ကားကွယ်အချို့ထည့်ပေးသွားတဲ့ဥစ္စာအင်မတန်ကိုကြီးကြီးဖို့ပေါင်းပါတယ်ကျေးဇူးတင်ပါတယ်အင်းပြန်ဘူးဇာနဲ့ပြန်ရမယ်။ဘာပြန်ပြီးပြန်ရမလဲဆိုတာသိမှာပေါ့နော်။အဲ့တော့မေးပေးမယ်နော်။ဦးစီကပြောပေးပါ။ Right. Yes. ကဲရအိုင်ဟုတ်လား။ကဲရအိုင်တဲ့။စစ်စစ်ကဆန်းအရင်စိတ်တယ်လို့ပြောတာပါ။ကိုကတော့အစမ်းရင်းကိုနာဖွင့်ရမှာပေါ့နော်။ဒီစမ်းကိုဘူးတော့ကြာကိုနဲ့အမျိုးတူလို့ရွေးရလို့ပြောခံတာမျိုးလုံးဝပြောမခံနိုင်ဘူးတကယ်ကြတော့လေချစ်တယ်နော်ပညာနဲ့ပတ်သက်တော့တို့ကမရဘူးနော်ကိုလူမျိုးမလို့ကိုပြောရမှာမဟုတ်ဘူးနော်ဒီနေ့ကသွားတော့တကယ်ကိုတတိကျလန်းဆန်းနေမလို့ရွေးချယ်ပါရဲ့ကျေးဇူးပါဆန်ကဲကိုယူကဲတော့လို့ရ